Chapter 4. Where is Tim? We must get help, said Tim. I'll stay here and watch the truck. You go and get help. Akali, Tim Bamale. Maro kuni down ma phit me. Nga di ma ne ke pi do ka ko jit ne me. Ning ka akuni twa tawn ba lo Tim nga pyo de. Okay, I'll go and get Constable Carter. He is the police officer here in Blue Moon Beach. But first, I want to see what the smugglers are doing. I'm going to have a quick look. I want to tell Constable Carter all about them. He'll need to know how many there are and what they are doing. I want to see if the sea eagles are okay too. ဟုတ်ပြီငါတော့ပြီးတော့ Constable Carter ကိုတော့ခေါ်လိုက်မယ်။သူက Blue Moon ကန်းချေကအရေးအရာရှိပဲ။ဒါပေမဲ့ငါငှက်မှောင်ပေါ်သမားတွေဘာလုပ်နေလဲ။အရင်သိချင်တယ်။ငါခက်မြန်မြန်လေးတော့ကြည့်လိုက်မယ်။ငါ Constable Carter ကိုသူတို့အကြောင်းအကုန်လုံးပြောပြချင်တယ်။လူပဲနေရောက်ပြီးတော့သူတို့ဘာလုပ်နေကြတယ်ဆိုတာကိုသူသိဖို့လိုအပ်တယ်။ပင်လယ်သိမ်းရက်တွေအဆင်ပြေကြရဲ့လားဆိုတာလည်းငါသိချင်သေးတယ်။ Okay, but be careful, Sam, said Tim, and be quick. I'll be careful. You be careful too, Tim. Be very quiet and listen for the smugglers. Stay here under this tree. They must not see you. Stay away from the track, I say. Okay, said Tim. ဟုတ်ပါပြီ Sam ရေဒါပေမဲ့တတိထားအောင်ပြီးတော့မြန်မြန်လေးနော်လို့ Tim ကပြောလိုက်တယ်ငါ queue စိုက်ပါမယ်မင်းလည်း queue စိုက်အောင်တိတ်တိတ်နေပြီးတော့ငှက်မောင်ခိုသမားတွေကိုနားထောင်အောင်ဒီသစ်ပင်အောက်မှာပဲနေသူတို့မင်းကိုမြင်သွားလို့လုံးဝမရဘူးကားနဲ့လည်းဝေးဝေးနေလို့ကျွန်တော်ပြောလိုက်တယ်ဟုတ်ပါပြီလို့ Tim ကပြောတယ် I ran through the trees. I knew the way to the nest very well. I'm really worried about the sea eagles and their eggs. I'm trying to be quiet. I'm scared the smugglers will see me or hear me. I know I'm here at the nest. ကျွန်တော်တစ်ပင်တွေကြားကနေပြေးတယ်။အတိုက်စီကိုသွားတဲ့လမ်းကိုကျွန်တော်ကောင်းကောင်းသိတယ်လေ။ကျွန်တော်ပင်လယ်သိမ်းငှက်တွေနဲ့သူတို့ရဲ့ဥတွေကိုတော်တော်လေးစိုးရိမ်နေတယ်။ကျွန်တော်မြင်မြင်သွားဖို့ကြိုးစားတယ်။ကျွန်တော်ကိုငှက်မောင်ကိုသမားတွေမြင်မှအတန်ကြားမှလည်းကြောက်သေးတယ်။ကျွန်တော်ငှက်တိုင်သားနီးပြီဆိုတာသိလိုက်တယ်။ Suddenly, I hear some people coming. Then I see two men. They're the men I saw on the beach this morning. ရုတ်တရက်လူတချို့လာနေတဲ့အတန်ကိုကြားလိုက်တယ်။ပြီးတော့လူနှစ်ယောက်ကိုတွေ့တယ်။သူတို့ကမနက်ကကျွန်တော်တွေ့ခဲ့တဲ့လူကြီးတွေပဲ။ Come on, one said. One said, we're late. We mustn't stay here too long. The boat is watching for us at Sunshine Bay. Okay, said the other man. Ow, it bite me. လာဟိလို့ဟိငါတို့နောက်ကျနေပြီငါတို့ဒီမှာကြာနေလို့မဖြစ်ဘူး Sunshine Bay မှာငါတို့ကိုလှည့်ဆောင်နေတယ်လို့တယောက်ကပြောတယ်ဟုတ်ပါပြီအေးပါကွာလို့တယောက်ကပြောတယ်အာဒီကောင်ငါ့ကိုကြိုက်တယ်ကွာ The men have sea eagles. They're the smugglers. I'm angry. I want to scream at them. But most of all, I want to get the birds back. So I'm quiet and I don't move. I can see that the men have knives. I don't want the birds to get hurt. And the men are both bigger and stronger than me. What can I do to stop them? It's best to leave this to the police, I think. Constable Carter will know what to do. ဒီလူတွေကပင်လယ်သိမ်းငှက်ရသွားပြီသူတို့ကငှက်မောင်ကိုသမားတွေပဲကျွန်တော်စိတ်တိုးလိုက်တာကျွန်တော်သူတို့ကိုអော်လိုက်ချင်တာဒါပေမဲ့ကျွန်တော်အဖြစ်ချင်ဆုံးကငှက်လေးတွေကိုပြန်ရချင်တာပါပဲဒါကြောင့်ကျွန်တော်တိတ်တိတ်လေးနေတယ်မလုပ်ဘူးဒီလူတွေမှာဓားပါတာလေးကျွန်တော်တွေ့ရတယ်ကျွန်တော်ကငှက်လေးတွေထိခိုက်နာကျင်တော့မှာကိုမလို့ချင်ပါဘူးပြီးတော့ဒီလူတွေကကျွန်တော်ထက်လူကောင်လေးပိုကြီးတယ်အားလေးပိုတန်တယ်လေသူတို့ကိုကျွန်တော်ဘယ်လိုတားရမလဲရဲတွေကိုဒီကိစ္စဖြစ်ရှင်းခိုင်းလိုက်တာအကောင်းဆုံးထင်ပါတယ် Constable Carter ကတော့ဘာလုပ်ရမလဲဆိုတာသိမှာပဲ I moved quietly behind a tree. What's that? Says the smaller man. He looks towards me. It's very dark. Can he see me? I'm really scared. I close my eyes. What's that? Said the other one. Over there I saw. Come on, Meg. It's dark.
You can't see a thing. Stop worrying. We're nearly at the track. ကျွန်တော်ကတစ်ပင်တစ်ပင်ကိုတိတ်တိတ်လေးရွှေ့လိုက်တယ်။ဟိုဟာပါလဲလို့လူကောင်သေးတဲ့တယောက်ကပြောတယ်။သူကကျွန်တော်ရှိရကိုကြည့်တယ်။တော်တော်လေးမှောင်နေတာပဲ။သူကျွန်တော်ကိုမြင်သွားတာလား။ကျွန်တော်အရန်ကြောက်သွားတယ်။ကျွန်တော်မျက်လုံးတွေမှိတ်ထားလိုက်တယ်။ဘာကိုပါလဲမေးတာလဲလို့တခြားတယောက်ကပြောတယ်။ဟိုမှာလေးငါတခုခုကိုမြင်ဒါစမ်းမ Max မှောင်မဲနေတာပဲမင်းဘာမှမမြင်နိုင်ပါဘူး။စိုးရင်နေစမ်းပါနဲ့။ငါတို့လည်းကားနားရောက်ခံနေပါပြီ။ The track Tim The men walk on. They are carrying their box. The boards are making a lot of noise. Has Tim hurt the man and the boards? Ka! Ha, သွားပြီ Tim ထိုလူတွေကလမ်းဆက်လျှောက်သွားတယ်သူတို့ကငှက်တွေကိုလည်းတည်ဆောင်သွားတယ်ငှက်တွေကစူညံအော်ဟစ်နေကြတယ် Tim ဒီလူတွေလာတာနဲ့ငှက်အော်တန်တွေကိုကြားသွားလောက်လား I follow the man quietly. I hear some noise. Then I hear the track start. I ran. The track isn't there anymore. ထိုလူတွေနောက်ကိုတိတ်တိတ်လေးလိုက်သွားတယ်။စူညံတန်တချို့ကြားလိုက်ရတယ်။ပြီးတော့ကားဆက်နှိုးတန်လေးကြားလိုက်ရတယ်။ကျွန်တော်ပြေးသွားလိုက်တယ်။ကားကအဲ့နေရာမှာမရှိတော့ဘူး။ Tim, I call. Tim, where is Tim? Did the smugglers see him? Is Tim in the track with the boards? Is he hurt? Tim. There is no answer. Tim လို့ကျွန်တော်ကခေါ်တယ် Tim ဘယ်ရောက်သွားပြီလဲငှက်မောင်ကိုသမားတွေသူ့ကိုတွေ့သွားလို့လား Tim ငှက်တွေနဲ့အတူကားထဲပါသွားတာလားသူဒဏ်ရာရသွားသလား Tim ဘာမှပြန်ပြေတယ်မကြားရဘူး